နိုင်ငံကဟိုဖျားပစ်တဲ့ဒေသဖြစ်ပြီးတော့မြန်မာနိုင်ငံလောက်ဘာဖြစ်လို့ဗုဒ္ဓဘာသာမထောကားရတာလဲအစဉ်ပြေတဲ့စီမှာနေကြတာမဟုတ်ဘူးလားဒီပါဗျာတမီးမေးရတဲ့မေးခွန်းမေးခြင်းနဲ့စိတ်ကူးပေါ်တော့ကဘလို့စိတ်နဲ့မေးတာတော့အရင်သိချင်လို့ပါဗျာဘာဖြစ်လို့လဲဆိုအိန္ဒိယနိုင်ငံဟာဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့နေရာဖြစ်ပေမဲ့ဘာကြောင့်ဒီနေ့ခေတ်မှာဗုဒ္ဓဘာသာမထွန်းကားတော့တာလဲဆိုတဲ့မေးခွန်းကိုလူအများစိတ်ဝင်စားကြပါတယ်ဒီမေးခွန်းကိုရှင်စေကိန်းနာရဲ့မေးဖြေပွဲမှာလည်းမေးမြန်းခဲ့ပြီးတိကျတဲ့အဖြေမပေးနိုင်ခဲ့ပါဘူးအဲ့ဒီနောက်မိုးပြဆရာတော်ကသူ့အမြင်အရအသေးစိတ်ရှင်းလင်းဆွေးနွေးထားပါတယ်ဒီဗီဒီယိုမှာတော့အဲ့ဒီရှင်းလင်းချက်ကိုနားဆင်ပြီးကိုယ်တိုင်စဉ်းစားသုံးသပ်နိုင်ဖို့မျှဝေပေးသွားမှာဖြစ်ပါတယ်နိုင်ငံကဟိုဖျားပစ်တဲ့ဒေသဖြစ်ပြီးတော့မြန်မာနိုင်ငံလောက်ဘာဖြစ်လို့ဗုဒ္ဓဘာသာမထောကားရတာလဲဗျာအဲ့တော့သိချင်လို့ပါဗျာသမီးရဘယ်ဇာတိတဝဲပါဗျာဘယ်မြို့မှာနေဘူးတော့တဝဲမှာပဲဗျာတဝဲလူတွေကိုလိုက်မေးရင်တဝဲမှာမွေးလို့တဝဲမှာနေတဲ့သူရှိသလိုတဝဲမှာမွေးပြီးတခြားမှာတွားပြီးတော့မွေးတဲ့လူတွေနေတဲ့လူတွေလည်းမရှိဘူးလားရှိပါတယ်ဗျာအေးလေတဝဲမြို့မှာရောတခြားမြို့မှာမွေးပြီးဒီမှာလာနေတဲ့သူတွေမရှိဘူးလားရှိပါတယ်ဗျာအစဉ်ပြေတဲ့စီမှာနေကြတာမဟုတ်ဘူးလားဒီပါဗျာတမီးမေးရတဲ့မေးခွန်းမေးခြင်းနဲ့စိတ်ကူးပေါ်တော့ကဘလို့စိတ်နဲ့မေးတာတော့အရင်သိချင်လို့ပါဗျာဘာဖြစ်လို့လဲဆိုတော့ဟိုအိန္ဒိယမှာဖျားပစ်တဲ့ပြီးတော့ဘာဖြစ်လို့ဗုဒ္ဓဘာသာတိတ်မကိုးကွယ်လဲလို့ဗျာမြန်မာနဲ့အိန္ဒိယဆိုတဲ့စာရီပေရီဖတ်လိုက်စေခြင်းနဲ့စာရီပေရီဖတ်လိုက်စေခြင်းနဲ့ဘုံကမေကုန်းကိုမေးဖြေပေးတာဝါဒနာပါတယ်ဒါပေမဲ့ကိုဖြေပေးတဲ့ပုံမှာမူတည်ပြီးတော့တရုတ်သမီးတို့စာဖတ်ခြင်းစိတ်မရှိတော့ရင်ဘုံမှာအပြစ်ကြီးသွားတယ်စာဖတ်ရတယ်လူတယောက်ကဒီနေရာမှာနေဖို့ရအဆင်မပြေဘူးဆိုရင်အဆင်ပြေတဲ့နေရာမှာတော့နေရတယ်လို့ပဲဗုဒ္ဓဘာသာဆိုတာအဲ့ဒီနေရာမှာအဆင်ကိုမပြေတော့ဘူးမပြေတော့လို့တခြားနေရာကိုရွှေ့သွားတဲ့သဘောမျိုးအဆင်ပြေထုံးကပြန်ပွားဖို့ရအဆင်ပြေတဲ့နေရာမျိုးကိုသွားရတာဟုတ်လားတမီးတင်ပါဗျာတမီးတို့သားတို့ဒီတက္ကသိုလ်ကျောင်းသူကျောင်းသားအရွယ်ဟာဘုံကမေခွန်းကိုဖြည့်ပေးခြင်းတာထက်ဒီမေခွန်းဘာလို့မေးတာလဲကြည့်ဟိုတမီးဆိုရင်ဒီလူတယောက်ကိုတတ်သိဖို့ဆိုတဲ့ကိစ္စဆိုတာလူကြားတဲ့မေးဖို့တအားခဲရင်တာဘာလို့မေးတာလဲသူ့နောက်ခံ background ကိုဘုံလှမ်းကြည့်တယ်ဒါကြောင့်မို့နာမည်ကိုမေးကြည့်တယ်ကျေစင်ဆိုကြရဲ့ကျေကျွေးတယ်ဆိုတာရှိတယ်လေကျေနေတာထက်ကျေကျွေးတာကိုပဲလူတွေကအသုံးများကြတာအခုသမီးတို့ကလည်းအခုသမီးကလည်းမေးလိုက်ပြီဒါလေးကစဉ်းစားကြည့်ရင်ကိုယ့်ကိုစဉ်းစားလို့ရတဲ့ဟာမျိုးလူတယောက်တောင်ဒီမှာမွေးတဲ့နေရာမှာနေရပါမယ်လို့ဘယ်သူမှစာချုပ်ချုပ်မထားဘူးလေဟုတ်လားသမီးဗုဒ္ဓဘာသာဟိုမှာနေလို့မဖြစ်တော့တဲ့အတွက်အဖြစ်စည်းခါရတဲ့အတွက်တနေရာကိုလူလိုပြောရင်ထွက်ပြေးပြီးတော့မှဒီမှာရှင်တန်ရတာလေဟုတ်ပလားသမီးအဲ့ဒါမျိုးမေးခွန်းမေးတော့မယ်ဆိုရင်ကိုမေးခွန်းကိုကိုအရင်ဖြေကြည့်စေခြင်းနဲ့အရင်ဖြေကြည့်စေခြင်းနဲ့ကဲခုပြောတာရှင်းမလားအသေးစိတ်သိခြင်းတော့စာအုပ်တွေကိုဖတ်ပါဗုဒ္ဓဘာသာတမိုင်းနော်သမီးနော်အေးဟုတ်ပြီကဲနောက်တစ်ယောက်ခုနောက်ကခုလိုမျိုးပေါ့နော်မေးဖြေပွဲကြီးလုံးနေပြီးတော့ဒါမေးတာကိုမဖြေဘူးမဖြေတာလည်းဒါစာမဖတ်ဖြစ်မှာဆိုလို့မဖြေတာဆိုတော့နဲ့တော့ဒါလွဲနေလို့ကျွန်တော်တို့မြင်တယ်စာမဖတ်ဖြစ်မှာဆိုလို့မဖြေဘူးဆိုရင်ပေါ့နော်ဘယ်မေးခွန်းကိုမှဒါဖြေရလဲလိုတော့မယ်လို့တော့မထင်ဘူးဗျနောက်မှာတော့ဒါပိဿုပံကမ္မဝါဒဆရာတော်ရှင်ညာနာရဲ့အဖြေပေါ့နော်ဒီကိစ္စနဲ့ပတ်သက်တဲ့အဖြေတော်လေးလေးစိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ဒါရှင်ညာနာပြောတဲ့ချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်ပုဂ္ဂိုလ်စီကမှဘယ်ဓမ္မဂရိကစီကမှဒီရနိုင်မှာမဟုတ်ဘူးပေါ့နော်ပြောင်းမေးတယ်ဒါကြောင့်တသာသနာတော်လုံးကတော့ဘယ်နေရာမှာပဲကြည့်ဒီနေရာမှာပဲကြည့်တခြားနေရာမှာပဲကြည့်အကုန်လုံးပရမတ္ထသစ္စာနဲ့အနတ္တသာသနာတော်ကြီးဖြစ်နေတယ်လို့ဒီလိုပြောရမယ်ဒါဘုန်းကြီးတွေလက်ထက်မှာတိတိသမတော်ကလှုပ်လိုက်လို့ဖြစ်ပွားသွားတဲ့အနေအထားအဲဒီလိုဆိုတော့ဒီပရမတ္ထသစ္စာသာသနာတော်ကြီးကိုတန်ဃာတွေကနေဆောင်ပြီးလာလိုက်ကြတာနောက်အနှစ်200လောက်ကြာတဲ့အခါကျတော့အနှစ်200ကျော်လောက်ကြာတဲ့အခါကျတော့သင်္ဃာယနာတစ်ခါတင်ကြပြန်သေးတယ်အဲ့ဒီတင်တဲ့သင်္ဃာယနာကိုတော့သတုဋ္ဌသင်္ဃာယနာဆိုပြီးတော့ခေါ်တယ်မြောက်ပိုင်းမှာတင်တယ်မြောက်ပိုင်းဆိုတာအိန္ဒိယမြောက်ပိုင်းမှာကဏိရှကဆိုတဲ့ရှင်ဘုရင်ကနေပြီးတော့တင်တယ်နောက်တောင်ပိုင်းမှာလည်းပဲတစ်ခါတင်တယ်တောင်ပိုင်းကျတော့ဘယ်သူကတင်လို့ဆိုတော့ပီဟိုကျွန်းကနေပြီးတော့တင်တယ်ပ
တီဟူကျွန်းကတင်တဲ့သင်္ခါရဏကတိတိဓမ္မတောကလက်ထက်ကတင်တဲ့သင်္ခါရဏအတိုင်းအကုန်လုံးမြောက်ပိုင်းကတင်တဲ့သင်္ခါရဏကြသူတို့ဘာသာသူတို့ဖော်ထုတ်တဲ့တရားဓမ္မတွေအတော်များများပါနေပြီတောင်ပိုင်းကတင်တဲ့သင်္ခါရဏကြတော့ဘယ်လိုတင်တာတုံးလို့ဆိုတော့တို့ပါဇက်နဲ့ကြီးတဲ့ဆောင်းထားလို့တော့မကိုက်ဘူးလေဒီပါဇက်နဲ့ဆောင်းထားတဲ့ဟာတွေကိုတာရေးသားတွေလည်းခေစားလာပြီဆိုတော့တို့ပေပေါ်ပဲတင်ကြတော့ဆိုတော့ပေပေါ်မှာတင်တဲ့အခါကျတော့ဘာတွေပါလာတယ်လဲလို့ဆိုတော့အဘိဓမ္မာ9ကျမ်းလဲပါလာတယ်အဘိဓမ္မာ9ကျမ်းဆိုတာလဲခင်ဗျားတို့ကြားဘူးကြမှာပါပြင်စမမြောက်ကျမ်းဟာဖြင့်တတိယသင်္ခါရဏတင်တော့ကစစ်ကြဆေးကြမေးကြမြန်းကြဖြေကြကြားကြတဲ့စစ်ဆေးမေးမြန်းဖြေကြားချက်တွေကိုမှတ်တမ်းတင်ထားတဲ့အဲ့ဒီသင်္ခါရဏမှတ်တမ်းပါလို့ပြောရမယ်အဲ့ဒီသင်္ခါရဏမှတ်တမ်းကအဘိဓမ္မာ9ကျမ်းစီရင်ထဲမှာ9ကျမ်းမြောက်ကျမ်းဖြစ်နေဝင်နေတာကိုဒီကနေ့ဘုန်းကြီးတွေလည်းပဲအတိလက်ခံနေကြတယ်အဲ့တော့9ကျမ်းမြောက်ကျမ်းဖြစ်နေဝင်နေတာဖြစ်ပေမဲ့လဲဒါလည်းအဘိဓမ္မာကျမ်းပဲဒါဘုရားကနေပြီးတော့တာဝရိန္ဒာတက်ဟောခဲ့တဲ့ကျမ်းဖြစ်တယ်ဆိုပြီးတကလားလက်ခံနေကြထုံးမယ်ဗျအဲ့လဲဒါဘုရားဟောကျမ်းပဲဘယ်တော့မှပေါ်မပေါ်ဒါဘုရားဟောပဲဘုရားဟောကနေတရားသားမှမလျှော့နိုင်ဘူးဆိုတဲ့အမျိုးပေါ့ဗျာအဲ့လိုမျိုးလို့ဖြစ်သွားတယ်အဲ့လိုနဲ့တန်ခါဟာဒီထေရဝါဒတန်ခါရောမဟာယာနတန်ခါရောတကဘာလုံးမှာရှိနေတဲ့တန်ခါအားလုံးဟာတော့ဖြင့်ပရမတ္ထသစ္စာကိုတညီတညွတ်ထဲဥညွတ်ပြီးနေကြတယ်ထေရဝါဒနဲ့မဟာယာနဘာထူးတယ်လဲလို့ဆိုတော့ဒီတိရိဓမ္မတောကမရှိတဲ့နောက်ပိုင်းကျတော့မဟာယာနတွေလည်းပြန်ပြီးမဟာယာနဖြစ်နေပဲခေါင်းထောင်လာတယ်နောက်တော့တရုတ်ပြည်တို့ဂျပန်ပြည်တို့ကိုရီးယားတို့ဗီယက်နမ်တို့ဆိုတာတွေရောက်သွားတယ်နောက်တခါထေရဝါဒကတော့အိန္ဒိယနေပျောက်ပြက်ပြီးနောက်ဘယ်ရောက်လာလဲဆိုတော့တီဟိုတို့ဗမာတို့ယူရီးယားတို့လောတို့ကမ္ဘောဒီးယားတို့ရောက်သွားတယ်ဒီလိုပြောမယ်ဆိုရင်ထေရဝါဒကမဟာယာနနဲ့စာလို့ရှိရင်တော့နည်းနည်းပါးပါးပဲရှိတယ်မဟာယာနကထေရဝါဒဖြစ်တဲ့နိုင်ငံတွေနဲ့စာလို့ရှိရင်တော့လူကြီးအတော့ကိုများပြားတယ်လို့ပြောရမယ်ထေရဝါဒကဘာကောင်းတယ်လဲလို့ဆိုတော့ဘုရားဟောခဲ့တုန်းကတုတ်တံပုံစံကလေးတွေကိုမပြတ်အောင်ထောင်ထားတယ်မဟာယာနကတော့ဘုရားဟောတဲ့တုတ်တံပုံစံလဲထောင်ပေမဲ့နောက်ထပ်သူတို့လှုပ်ထားတဲ့တုတ်တံဖြစ်တဲ့တတ္တမပုံတရိကတို့ဘာလို့ဆိုတဲ့တုတ်တံတွေကသိရှိတန်းရောက်ပြီးတော့နေတယ်ဒီလိုပြောမယ်ဆိုရင်မဟာယာနတုတ်တံတွေကဘုရားဟောအစ်စ်တွေမဟုတ်တော့ဘူးဘုရားဟောကိုမှီပြီးတော့ဖော်ထားတဲ့နောက်ထပ်တုတ်တံတွေဖြစ်ဒီထေရဝါဒတုတ်တံတွေကတော့ဘုရားဟောတုတ်တံတွေဟုတ်နေသေးတယ်ဒါပေမဲ့ဘုရားဟောတုတ်တံတွေဟုတ်ပေမဲ့ဘုရားဟောတုတ်တံတွေထဲမှာနောက်ထပ်ထပ်ပို့ပြီးတော့ဆင့်ပွားထားတာတွေတော့အများပြားတော့ဝင်နေတာရှိတယ်အဲဒီလိုနဲ့သာသနာတော်ကြီးဟာအရိယသစ္စာသာသနာတော်အဖြစ်ကနေပြီးတော့ပရမတ္ထသစ္စာသာသနာကိုရောက်လာအရိယသစ္စာသာသနာတော်ကတော့ဘုရားကဟိန္ဒူပြမနာဝါဒကိုနိုင်ဟိန္ဒူပြမနာဝါဒတာဘုရားရှိမောက်ရောက်တယ်ဆိုပြားမောက်ပုံလေးနည်းနည်းပြောအောင်မယ်ရှင်ညာနာအခုပြောရတာကဒီဘုရားဘာသာကပေါ့နော်ဒီအဓိကဒါဒသနာပြောင်းသွားတယ်အဲ့ဒသနာကဒါအရိယသစ္စာကနေပရမတ္ထဘက်ကိုပြောင်းသွားတယ်ပြောင်းသွားတဲ့ခေတ်ကလည်းဒါတခြားမဟုတ်ပေါ့နော်ကျွန်တော်တို့ဘုရားဘာသာဝင်နေတိုင်းသိတယ်တိဓမ္မတောကမင်းပေါ့နော်အဲ့လက်ထက်မှာပြောင်းသွားတယ်ပြောင်းတာတော့မှပေါ့နော်ရိုးတန်းတန်းမဟုတ်ဘဲနဲ့တန်ခါရနာတွေတော့မှဒါတင်ခဲ့တယ်ပေါ့နော်သောနာဒါနဆိုတဲ့ပုံနာကြီးတယောက်ဒီသောနာဒါနပုံနာကြီးက तू ကဒီတာပါမောက္ခကြီးသူတပည့်တွေအများကြီးကိုတင်ကြားပြီးတော့နေတယ်ဘုရားသူတို့မျိုးရွာကြွလာတယ်ဆိုတဲ့အခါကျတအုံနဲ့ဘုရားကြီးကိုသွားကြအားလုံးကသွားပြီးငါမသွားရင်တော့မကောင်းဘူးငါဆရာကြီးလုပ်တဲ့သူငါတော့သွားမှာပဲသွားတဲ့အခါဘုရားကလည်းငါမသိတဲ့ဟာတွေလျှောက်မေးငါမတော်တာတွေဖြေနေဆိုအချက်တွေပြန်ကွဲနေမလားနဲ့သူလည်းကြောက်နဲ့ဘုရားကြီးသွားတဲ့အခါကျဘုရားကြီးရောက်တဲ့အခါကျတော့ဘုရားကနေပြီးတော့မေးတယ်ဒီသောနာပုံနာကြီးကပညာရှင်ဒီမျိုးရဲ့ဒါထိခေါင်းကြီးလို့ပြောမေးတယ်ပုံနာကြီးတဲ့မင်းတို့ဒီဗြဟ္မဏမှာတဲ့ဗြဟ္မဏအစစ်ဖြစ်ဖို့ရန်အတွက်အင်္ဂါအချက်လက်တွေဘာတွေကျင့်သုံးရတုံးလို့မေးတယ်ဆိုလိုတာကတော့အင်္ဂါဘယ်နှပါးရှိတုံးလို့မေးတော့၅ပါးရှိပါတယ်ဖေဟာလို့ပြောဘာတွေတော့ပုံနာကြီးပြောသမ်းမအောင်လို့ပြောတဲ့ခါကျသူသိတဲ့အကြောင်းအရာတွေမေးတာဆိုတော့ပုံနာကြီးလည်းဝမ်းသာလို့ဖြေရတာလည်းကြည်မောလို့ပေါ့သူကလည်းဗြဟ္မဏကျမ်းတွေကိုကျွမ်းတာဟုတ်အဲ့တော့ဘာတွေတော့ပုံနာကြီးရဲ့လို့ဖေဟာမေးတဲ့ခါကျတော့ဒီပြီးတော့ပုံနာမိဘနှစ်ပါးအစစ်ကမွေးဖွားတဲ့သူသားသမီးလည်းဖြစ်ရပါမယ်ဖေဟာတစ်ချက်နောက်တစ်ချက်ကဝေဒကျမ်းစာတွေကိုမပြတ်လည်းပဲရွတ်ဖတ်တဲ့စေရပါမယ်ဖေဟာတစ်ချက်နောက်တစ်ချက်ကလည်းရုပ်သိမ်းယူပကာနဲ့လည်းပဲပြည့်စုံရပါမယ်ဖေဟာ၃ချက်နောက်တစ်ချက်ကလည်းအကျင့်သီလနဲ့လည်းပဲပြည့်စုံရပါမယ်ဖေဟာ၄ချက်နောက်တစ်ချက်ကတော့အသိပညာနဲ့လည်းပြည့်စုံရပါမယ်ဖေဟာဆိုတော့၅ချက်အဲ့လိုမျိုးလို့အချက်၅ချက်နဲ့ပြည့်စုံတဲ့သူဆိုရင်တော့ဒါဗြဟ္မဏအစ်စ်ပါပဲလို့ပုံနာကြီးရဲ့လျှောက်ပုံနာကြီးရဲ့လျှောက်တဲ့အခါကျတော့ဘုရားကနေပြီးတော့စစ်တယ်ဘယ်လိုစစ်လဲဆိုပုံနာကြီးတဲ့မိဘနှစ်ပါးကတော့ပုံနာအစ်စ်မဟုတ်ဘူးကျန်တဲ့တာမန်လူတွေကပဲမွေးတာပဲသူကရုပ်သိမ်းယူပကာနဲ့လည်းပြည့်စုံတယ်
ဗျမနာကျမ်းစာတွေလည်းပဲတရဇယ်ပြီးတော့ကျွမ်းကျင်နေတယ်အကျင့်သီလတွေနဲ့လည်းပြည့်စုံတယ်အသိပညာနဲ့လည်းပြည့်စုံတယ်ဆိုရင်အဲ့ဒီသူ့ကိုဗျမနာလို့မခေါ်နိုင်ဘူးလားလို့မေးတဲ့အခါကျတော့ဗျမနာပုံနာကြီးသောနာဌာနဘယ်လိုဖြေလဲဆိုတော့ခေါ်နိုင်ပါတယ်ဗျာလို့ဖြေတယ်ဖြေတယ်ဆိုရင်ပဲသူ့ရဲ့နောက်ကနေပါလာတယ်သူ့တပည့်တပန်းနေရနေပြီးတော့ဟာဆရာကြီးဘယ်လိုလုပ်တာလဲရှင်ဂေါတမကနေပြီးတော့တကယ်ပုံနာကျမ်းစာတွေကိုချိုးဖျက်နေတာကိုဆရာကြီးကဘာလို့လိုက်ပြီးသဘောတူရတာလဲလို့မကျေနပ်ကြဘူးမကျေနပ်တဲ့အခါကျဘုရားကနေပြီးတော့ဘာပြောလဲဆိုတော့အေးမင်းတို့နောက်ကနေရိုးမလုပ်နဲ့တဲ့တကယ်လို့မင်းတို့ကဒီအခုငါသောနာဌာနနဲ့ပြောနေတဲ့အခါမှာသောနာဌာနထက်မင်းတို့ကပိုပြီးအသိရှိတယ်လို့ဆိုလို့ရှိရင်ရှေ့မင်းတို့တက်ခဲ့သောနာဌာနနောက်သွားတကယ်လို့သောနာဌာနလောက်မင်းတို့ကအသိရှိတာမဟုတ်ဘူးလို့ဆိုလို့ရှိရင်သောနာဌာနပြောတဲ့စကားကိုမင်းတို့ကကန့်ကွက်နဲ့မလုံနဲ့လို့ဟောဒီလိုမျိုးလေးဘုရားကနေပြီးတော့ဗရိတ်အုပ်ပေးလိုက်ဘယ်သူတို့ဘာလုံနိုင်မှာတုံးပေါ့မလုံနိုင်တဲ့အခါကျဘုရားအနေနောက်တစ်ခုမေးတယ်တကယ်လို့ရုပ်သင်းယူပကမလှဘူးကွာတဲ့သွားတွေလည်းကျိုးကျင်ကျိုးနေမယ်ပေါ့ပရေတွေလည်းတွန့်ကျင်တွန့်နေမယ်ပေါ့ပြောမယ်ဆိုရင်တော့လက်တွေလည်းကောက်ချင်ကောက်နေမယ်ပေါ့မျက်စိလည်းဆွေဆောင်းကျင်ဆွေဆောင်းနေမယ်ပေါ့ဒါပေမဲ့ဗျမနာကျမ်းစာတွေကိုတရဇယ်တယ်သီလတွေနဲ့လည်းပြည့်စုံတယ်ပညာတွေနဲ့လည်းပြည့်စုံတယ်ဒီပုဂ္ဂိုလ်ဆိုရင်ဟောကွာဗျမနာလို့မခေါ်နိုင်ဘူးလားလို့ဆိုတော့အာဒါလည်းခေါ်ရမှာပဲဖျားလို့ပဲဟောဒီဗျမနာကြီးကနေလျှောက်တယ်ဗျာနောက်တခါတည်းဗျမနာကျမ်းစာလည်းမရွတ်ဖတ်ဘူးကွာမိဘကလည်းပဲပုံနာမျိုးရိုးမဟုတ်ဘူးရုပ်သိယူပကနဲ့လည်းမပြည့်စုံဘူးဒါပေမဲ့လည်းသူသီလတွေရှိတယ်သူပညာတွေရှိတယ်အဲ့ဒါလို့ဆိုရင်တော့သူ့ဗျမနာလို့မခေါ်နိုင်ဘူးလားဆိုတော့အာဒါလည်းခေါ်နိုင်တာပဲဖျားလို့ပဲလိုက်နာတယ်ဗျဆိုလိုတာတော့သီလနဲ့ပညာနှစ်ခုတည်းကြံတော့တယ်နှစ်ခုတည်းကြံတဲ့အဆင့်အထိဗျမနာလို့ပြောနိုင်တယ်လို့ဒီပုံသားကြီးကအတီးပြုတ်ပေးသွားတယ်ဆိုလိုတာကတော့ဖျားလက်ထက်ကဗျမနာဆိုရင်ဖျားကနိုင်လိုက်ပုံဖြစ်ခြင်းအကြောင်းပြောတယ်ဘာဖြစ်လို့တော့ဖျားကအရိယတစ္ဆာဟောသမားပဲသူတို့ကပရမတ္ထတစ္ဆာကျင့်သမားဆိုတော့ကျုံးကုန်တယ်ဒီထဲမှာနှစ်200ကြာလို့သီရိဓမ္မတောကလက်ထက်ရောက်တဲ့အခါကျတော့ကျုပ်တို့ရဲ့ဘုရားသာသနာကိုယ်တိုင်ကပရမတ္ထတစ္ဆာသာသနာဖြစ်သွားပြီအဲ့ဒီအခါကျတော့ဘာလုပ်တယ်လဲလို့ဆိုတော့ပုံနာတွေကထလာပြီဗျမနာတွေကထလာပြီဗျမနာဝါဒကဘယ်လိုထလာတယ်လဲလို့ဆိုတဲ့အခါကျတော့သူတို့လည်းပရမတ္ထတစ္ဆာတို့လည်းပရမတ္ထတစ္ဆာပဲသူတို့ကိုတို့တိုက်ရမယ်ဆိုပြီးတော့ဘုရားဘာသာကိုပြန်တိုက်လာပြီနာလန္ဒာဆိုတဲ့တက္ကသိုလ်ကြီးတစ်ခုဖွင့်ပြီးတော့ဘုန်းကြီး1000လောက်သင်ကြားပို့ချပြီးနေတဲ့အချိန်မှာအဲ့ဒီပြင်မနာတွေကတော်တော်ညံထက်တဲ့ပုံကိုယ်လေးတယောက်ကိုရင်ဝတ်ပြီးတော့ဒီတက္ကသိုလ်ကိုအတက်ခိုင်းတော့ဒီကိုရင်လေးကလည်းပဲတက္ကသိုလ်တက်လို့ပညာတွေအကုန်စုံတဲ့အခါကျတော့သူ့လူကျောင်းသားချင်းချင်းဆွေးနွေးတယ်ဆွေးနွေးလို့အကုန်လုံးနိုင်တဲ့အခါကျတော့ကတိကာတွေနဲ့ဆွေးနွေးတယ်ကတိကာတွေကိုလည်းပဲအကုန်လုံးနိုင်တဲ့အခါကျတော့ပါမောက္ခကျုပ်နဲ့တက်ဆွေးနွေးတယ်နောက်ဆုံးမိပါမောက္ခကျုပ်တောင်ရှုံးသွားတယ်ဗျာအဲ့ဒီပါမောက္ခကျုပ်တောင်ရှုံးသွားတဲ့အခါကျတော့ဒီကိုရင်ကတော့သူအောင်ပွဲခံသွားပြီသူကဘာဟိန္ဒူတဲ့ပြန်သွားပြီပြန်သွားပြီးတော့ဟိန္ဒူတောင်ပိုင်းမှာအိန္ဒိယပြည်တောင်ပိုင်းမှာသူကတက္ကသိုလ်တစ်ခုဖွင့်ပြီးတကလားသူကပညာသင်ကြားပေးတယ်နောက်တစ်ခါမြောက်ပိုင်းကိုခြီကြွမြောက်ပိုင်းကိုခြီကြွပြီးတော့အဲ့ဒီမြောက်ပိုင်းကိုလည်းပဲသူကနေပြီးတော့သွားတဲ့အခါမှာဘုန်းကြီးတွေကိုစိတ်ခေါ်သွားတယ်သွားတဲ့အခါမှာဘုန်းကြီးတွေကိုစိန်ခေါ်သွားတယ်ငါယူဆကိုကြော်လွန်လုံနိုင်တဲ့သူရှင်လာခဲ့ငါနဲ့တွေ့ပါငါယူဆကြော်လွန်အောင်လုံနိုင်တဲ့သူဆိုရင်ငါကနေပြီးတော့အဲ့ဒီသူကိုထိကပ်မယ်တကယ်လို့ငါယူဆကိုမကြော်လွန်နိုင်တဲ့သူဆိုရင်တော့ငါ့ကိုထိကပ်ရမယ်အဲ့ဒီလိုမျိုးနဲ့သူကစိန်ခေါ်သွားတာဘုန်းကြီးတွေအကုန်ဖြူးကုန်တာပဲလို့ပြောကြသူသွားတဲ့လမ်းတစ်လျှောက်မှာဘုန်းကြီးတွေရှုံးကုန်ကြတယ်အဲ့နဲ့သူလည်းမြောက်ပိုင်းကျတော့တက္ကသိုလ်တစ်ခုတည်တယ်မြောက်ပိုင်းမှာတက္ကသိုလ်တစ်ခုတောင်ပိုင်းမှာတက္ကသိုလ်တစ်ခုသူကဟိန္ဒူဝါဒရဲ့အထကထာတွေကိုရေးတယ်အတိရေးတာသူကလည်းပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်ကကြာရယလို့ခေါ်တယ်ဒီကြာရယကအသက်ကဘယ်လောက်ရှိသေးတယ်ဆိုအသက်ကလေးအစိတ်30လို့ပြောမှာနော်သူတည်သွားတော့အသက်30လောက်မှတည်သွားတာအဲ့ဒါလောက်တည်သွားပြီမဲ့ဒီကနေ့တော့ဟိန္ဒူဘာသာရဲ့တကယ်ဖခင်ကြီးလို့ပြောကြတယ်ကျုပ်တို့ဗုဒ္ဓဘာသာကိုဗုဒ္ဓကနေပြီးတော့ဟိန္ဒူဘာသာကိုနိုင်ပြီးတကလားအိန္ဒိယကိုလွှမ်းမိုးသွားအောင်လုပ်နိုင်ခဲ့ရနေပြီးတော့ဟောသူ့လက်ထက်ရောက်တဲ့အခါကျကျုပ်တို့ဘာသာပြားမှောက်သွားပြီးတော့သူတို့နိုင်သွားတယ်လို့ပြောရမှာပဲသူပြောနေတဲ့အကြောင်းအရာတွေကဒါကျွန်တော်တို့မသိတဲ့ပေါ့နော်တမန်ရက်တာတခြားမျက်နှာတစ်ခုလိုပဲပြောရမယ်။အများသိကြတာကဒါစစ်တွေပါတယ်ဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ချိန်မှာဒီတိုက်ခံရတယ်တက်ခံရတယ်ဒီရဟန်းတော်တွေပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကသိကြတာတနည်းအားဖြင့်ဒါအကျဉ်းနည်းအားဖြင့်ကျွန်တော်တို့ကဒါသာသနာကွယ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါအခုပြောနေတဲ့အကြောင်းအရာအရဆိုရင်ပြောလို့ရင်ဒါအကျဉ်းနည်းပဲရှုံးတာမဟုတ်ဘဲနဲ့ပေါ့နော်ဝါဒရေးရာအရယူဇာရေးရာအရကိုကဒါရှုံးနေခဲ့တယ်လို့အသက်မဲ့ရမယ့်သဘောဖြစ်သွားပြီပေါ့နော်ကြာရရလှုပ်သွားတယ်ကအဲ့ဒါလိုနဲ့ကျုပ်တို့ဘာသာဟာ
အိန္ဒိယပြည်အလယ်ပိုင်းဟိန္ဒူလွှမ်းမိုးတဲ့နေရာမှန်သမျှကျုပ်တို့အကုန်ထွက်ပြေးရတော့တာအိန္ဒိယပြည်အလယ်ပိုင်းမှာမရှိတော့အိန္ဒိယပြည်အစွန်ဖျားဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ဒီဘနာဟိုဘနာကဆိုပါကစ္စတန်ဟိုဘနာကဆိုအာဖဂန်နစ္စတန်အဲ့လိုအိန္ဒိယရဲ့အစွန်ဖျားဒေသတွေလောက်မှာပဲဗုဒ္ဓဘာသာရှိဟိန္ဒူကဗုဒ္ဓဘာသာကိုနိုင်သွားတာအကြောင်းပြောတာနော်ဘာဖြစ်လို့နိုင်သွားတာတော့ဆိုရင်ဒသနပြောင်းသွားလို့ပရမတ္ထသစ္စာဒသနအဖြစ်နဲ့ကိုအရိယသစ္စာဒသနအဖြစ်ကနေပြောင်းသွားလို့ကျွတ်တို့ဘုရားရဲ့ဒသနကအရိယသစ္စာဒသနပရမတ္ထသစ္စာဒသနဆိုတာကတော်တော်စောစောပိုင်းတုန်းကတည်းကပြောခဲ့တယ်ကပိလရဲ့ဒသနလေးအဲ့ဒါလို့ဆိုတော့ဟိန္ဒူဒသနအဲ့ဒီဟိန္ဒူဒသနတဲ့ကျွတ်တို့ကပြန်ရောက်သွားတော့ဟိန္ဒူရဲ့ဝါစာတာကိုကျွတ်တို့ခံရတာပေါ့ခံရတော့ဟိန္ဒူအိန္ဒိယပြည်လေပိုင်းမှာကျွတ်တို့ဗုဒ္ဓဘာသာပြောင်းအဲ့ဒါလို့ပြောင်းပြီးနေတော့မှနောက်တစ်ခါမွတ်စလင်ဆိုပြီးတော့အာရီပြာထဲမှာပေါ်လာပြန်တယ်မွတ်စလင်ဆိုတာပေါ်လာတော့မွတ်စလင်ကခရိယာအနေနဲ့တိုက်ကြတယ်ဘယ်လောက်ထိတိုက်တယ်လဲလို့ဆိုတော့ဥရောပတိုက်ကြီးမှာ the whole empire ဆိုပြီးတော့တခါတည်းဘုရားသခင်ရဲ့သာသနာ empire ကြီးပဲဆိုပြီးတော့ဥရောပတိုက်ကြီးတစ်ခုလုံးမှာသူကဘာသွားလုပ်တယ်လဲလို့ဆိုတဲ့အခါကျမွတ်စလင်တွေကသွားတိုက်နှစ်တရာကြာတယ်လို့ပြောတယ်ခရုစိတ်စစ်ပွဲဆိုပြီးတော့အဲ့ဒီမှာခရုစိတ်စစ်ပွဲကြီးတိုက်နေရင်တခါတည်းသူအရှိပဲလဲနေချက်ပြီးတိုက်လာအိန္ဒိယလည်းတိုက်အိန္ဒိယတိုက်တဲ့အခါကျဟိန္ဒူတွေကိုတိုက်ဟိန္ဒူရှင်ဘုရင်တွေအကုန်ရှုံးကုန်ရှုံးကုန်ပေမဲ့ဟိန္ဒူဘာသာကိုတော့မွတ်စလင်ဘာသာကမနိုင်ဘူးဗျာမနိုင်ဘူးမွတ်စလင်ဘာသာကိုမွတ်စလင်ဘာသာကဟိန္ဒူဘာသာကိုမဝါမျိုးနိုင်ဘူးမဝါမျိုးနိုင်ပေမဲ့လို့ဟိန္ဒူဘာသာကဝါမျိုးတာကိုမခံနိုင်လို့ထွက်ပြေးနေကြရတဲ့အိန္ဒိယတိုက်ရဲ့နယ်ပယ်မှာရှိနေတဲ့နိုင်ငံလေးတွေကဗုဒ္ဓဘာသာတွေတော့ကျူးကျူးဝါစာပြလိုက်တာမွတ်စလင်ကဒီကနေ့ဘင်္ဂလားဒေ့ရှ်အကုန်လုံးမွတ်စလင်တွေဖြစ်ပါကစ္စတန်အကုန်လုံးမွတ်စလင်တွေဖြစ်အာဖဂန်နစ္စတန်အကုန်လုံးမွတ်စလင်တွေဖြစ်ဒီတော့တော့ကျုပ်တို့အခုပြောလာတာကတန်ခါသမိုင်းပြောလာတဲ့ခါကျတော့တန်ခါဒီဟာဘယ်လိုဖြစ်တာတုံးနေရင်ဒုဘုရားလက်ထက်တုန်းကတန်ခါတွေကဘယ်လိုဒုဘုရားမရှိလို့နှစ်တရာကြာတဲ့ခါကျတော့တန်ခါတွေကဘယ်လိုနောက်ဒုဘုရားမရှိလို့နှစ်200ကြာတဲ့ခါကျတော့တန်ခါတွေကဘယ်လိုဒုဘုရားမရှိလို့နှစ်400ကြာတဲ့ခါကျတော့တန်ခါတွေကဘယ်လိုဒီအစဉ်လေးပြောလာခဲ့တာအခုဘယ်ရောက်လာမလဲလို့ဆိုတဲ့ခါကျတော့ဒုဘုရားမရှိလို့တန်ခါတွေကနှစ်400-800လောက်ဖြစ်တဲ့ခါကျတော့မွတ်စလင်တွေကပြန်စားတာခံရပြီနော်ဟိန္ဒူတွေကပြန်စားတာခံရပြီထွက်ပြေးရပြီကျတို့ဗုဒ္ဓဘာသာတွေအိန္ဒိယတိုက်ကထွက်ပြေးရပြီအိန္ဒိယတိုက်ကထွက်ပြေးရပြီမဲ့တိုက်အကုန်လုံးကတော့လွင့်စင်မသွားသေးဘူးတိုက်ရှားနာတွေမှာကျတို့ကရှိနေတယ်ဟိန္ဒူကလည်းအဲ့ဒီအထိလိုက်မတိုက်ဘူးဒီထဲမှာမွတ်စလင်ကနေတခါလာတိုက်ပြန်တဲ့အခါကျတော့ဟောပရမတ္ထသစ္စာဝါဒဖြစ်တဲ့ကျတို့ဗုဒ္ဓဘာသာဟာမွတ်စလင်တွေကိုအကုန်ရှုံးပေးရမွတ်စလင်တွေကအိန္ဒိယတိုင်းလုံးကိုကျတို့ဗုဒ္ဓဘာသာရဲ့နေရာတွေအကုန်ပြန်ယူလိုက်အဲ့တော့ကျတို့ဗုဒ္ဓဘာသာအိန္ဒိယမှာကွယ်ရောမွတ်စလင်တွေဖြစ်လို့ဖြစ်ဟိန္ဒူတွေဖြစ်လို့ဖြစ်နေရောအဲ့တော့ကျတို့ဗုဒ္ဓဘာသာဟာအလုံးကိုနိုင်ခဲ့တဲ့ဘာသာကနေပြီးတော့ဟိန္ဒူကိုလည်းရှုံးပါတယ်မွတ်စလင်ကိုလည်းရှုံးပါတယ်လို့ကျတို့ပြောရမယ်